ပေးရတဲ့ဈေးနဲ့တန်လာလို့မေးလုံးဝမတန်ပါဘူးဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ YouTuber 101 click ကတင်းတယောက်အနေနဲ့ခုမှခေတ်စားလုံးမဲ့သူတွေအတွက်ဒီရဲ့တန်တန်းကိုတက်တင်မတက်တင်ဆိုတဲ့အကြောင်းအရာလေးကိုညောက်ပေးချင်ပါတယ်ခင်ဗျာကျွန်တော်ဒီတန်တန်းကိုလခရဲ2020ခုကနေစတင်ခဲ့ပေမဲ့အကြောင်းအရာမျိုးကြောင့်ကြံဖြစ်ခဲ့ပါဘူးဒါပေမဲ့အခုလက်ရှိ2025ကိုရောက်တဲ့အချိန် Best 20 စပွင့်တဲ့အချိန်မှာကြံဖြစ်ခဲ့ပါတယ်တနေ့အချိန်မှာခံစားရတဲ့ feeling ကဘယ်လိုမျိုးလဲဆိုရင်ရွေးချယ်စရာတွေအရင်များလာတယ်ကိုယ့်ရဲ့ personal branding နဲ့ပတ်သက်ပြီးတော့မှကိုဘယ်လိုမျိုးပုံစံမျိုးနဲ့နေချင်လဲဆိုတဲ့ဟာတွေကိုရွေးချယ်လာရတယ်နောက်ပြီးတော့ကိုရေရှည်မှာရောဒီလုပ်ကိုလုပ်နိုင်ရလားဆိုတဲ့မိကွန်းတွေပေါ်လာတယ်တကယ်ကိုဒီလုပ်ကိုလုပ်ဖို့အတွက် signal လိုက်တဲ့အချိန်မှာမိသားစုတွေနေချင်းတွေကိုအချိန်ပေးလာနိုင်တော့ကိုယ့်ရဲ့အချိန်တွေအများကြီးကိုဒီပုံမှာပေးနိုင်အောင်စူးစမ်းလိုက်ရတယ်ခရီးတယောက်ရဲ့ပထမဆုံးဖြစ်ကြရမယ့်အခက်အခဲတွေကိုမြင်လာတယ်ဒါကြောင့်မလို့ခုမှခေတ္တဆောက်လုပ်မဲ့သူရဲ့အနေနဲ့ကိုတကယ်ဝါသနာမပါဘူးခေတ္တလုပ်ကိုတကယ်ရေးချင်မှမလုပ်နိုင်ဘူးဆိုရင်လုံးဝမလုပ်ဖို့အကြံပေးချင်ပါတယ်ပတ်စင်ရချင်တာတစ်ခုတည်းအတွက်နဲ့ဒီလုပ်ကိုရေးချင်မယ်ဆိုရင်တော့ကျွန်တော်ကလုံးဝမရေးချင်ဖို့အကြံပေးချင်ပါတယ်ကျွန်တော်ကဒီရဲ့တင်နန်းကိုဘာကြောင့်မကောင်းဘူးလို့ပြောလဲဆိုရင်တချို့တင်နန်းတော်တော်များများကကျွန်တော်တို့တွေ့ဖို့ကြမယ်ထင်တယ် batch 1 2 3 6လောက်ဆိုရင်တက်မဲ့သူမရှိတော့ဒါပေမဲ့ဒီရဲ့တင်နန်းက batch 20ရှိပြီးတက်သူဆိုအများကြီးပဲဘာကြောင့်တင်နန်းတက်သူတွေများလာလဲဆိုရင်သူရဲ့ personal branding ကအရင်ပဲကောင်းတာကြောင့်မလို့ပါကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်သူရဲ့ branding ကအရင်ကောင်းတယ်လို့ပြောလို့ရတယ်ဒီတင်ထဲမှာလည်း personal branding နဲ့ပတ်သက်ပြီးတော့မှခုကို branding ကောင်းအောင်ဘယ်လိုနေရမလဲဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုဆုံး section နဲ့အသေးစိတ်သင်ကြားပေးထားပါတယ်ဒါကတော့သူရဲ့တင်တဲ့ database သူရဲ့ help create ကိုသုံးပြီး blog ရိုက်ထားတဲ့ကျွန်တော်ရဲ့ blog video တပိုးရဲ့ TikTok က engagement ပဲဖြစ်ပါတယ်ဒီတင်တန်းမှာ creator တယောက်မှလိုအပ်တဲ့အရေးရှင်းတွေအကုန်လုံးကိုသင်ကြားပေးထားတာကြောင့်မလို့ခုမှခေတ္တစားလုံးမဲ့သူတွေအတွက်ဒီတင်တန်းကိုမဖြစ်မနေသွား join ဖို့အတွက် highly recommend ပေးချင်ပါတယ်ဒီတင်တန်းက creator တွေအတွက်တင်မဟုတ်ပဲကို branding ကောင်းအောင်ဒီဆောက်ရှင်တဲ့သူတွေအတွက်လည်းလုံးဝတက်တဲ့တင်တန်းတစ်ခုဖြစ်ပါတယ်ခင်ဗျာတင်တန်းသွား join ရှင်တဲ့သူတွေတင်တန်းသွား join မဲ့သူတွေအတွက်ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့တဲ့တင်တန်းစစ်တဝက်ပဲပေးပြီးတော့မှတက်ခဲ့တဲ့နီလန်းလေးကိုမျှဝေပေးချင်ပါတယ်။ဘာကြောင့်မျှဝေပေးရတာလဲဆိုရင်ကျွန်တော်လေဒီတင်တန်းကိုအစကတည်းက join ချင်ခဲ့တယ်တင်တန်းတစ်ခုဖွင့်တိုင်းမှာ join ချင်ခဲ့တယ်ဒါပေမဲ့အကြောင်းပြချက်တစ်ခုကြောင့်မလို့မ join ဖြစ်ခဲ့ပါဘူး။ဘာအကြောင်းပြချက်လဲဆိုရင်ပတ်စံကြောင့်ပါ။ဆမ်မရှိတာကြောင့်မလို့ best time ကိုကြိုပြီးမှမ join ဖြစ်ခဲ့ပါဘူးဒါပေမဲ့ဒီ best 20ရောက်တဲ့အချိန်မှာကျွန်တော်ကဘယ်လိုမျိုး join ခဲ့လဲဆိုရင်တနင်္ဂနွေကိုတဝက်ပေးလို့ရအောင်ဒီလည်းမျိုးစုံစဉ်းစားတယ်ပထမနောက်တော့ကျွန်တော်က idea ဘယ်လိုမျိုးပေါ်လာလဲဆိုလို့ရှိရင်ကျွန်တော်တငယ်ချင်းတယောက်ကိုဒီတနင်္ဂနွေတက်ချင်လာအောင်ပြုဆွဲတယ်ကျွန်တော်ရဲ့အရင်တက်ခဲ့တဲ့ပြီးတော့ editing တနင်္ဂနွေကိုလက်ဆောင်ပေးမယ်ဆိုပြီးတော့ပေါ့သူကလက်ခံတာနဲ့ကျွန်တော်ကတနင်္ဂနွေကိုတယောက်တစ်ဝက်စီပေးပြီးတော့မှ Telegram account တစ်ခုလေးကိုနှစ်ယောက်တူလွတ်အံဝင်ပြီးမှ join ခဲ့တာပါOkay တန်ကပေးရတဲ့ဈေးနဲ့တန်လာလို့မေးလုံးဝမတန်ပါဘူး။ဘာကြောင့်မတန်ဘူးလို့ပြောတာလဲဆိုလို့ရှိရင်တန်တန်းကြီး30လောက်ရှိတဲ့တန်တန်းကိုကျွန်တော်က discount ဈေး3,900ကျပ်နဲ့ရတဲ့အပြင်ကိုမှကျွန်တော်ကတန်တန်းကြီးအပြည့်မပေးပေးနဲ့2သိန်းကျပ်နဲ့ရအောင်တက်ခဲ့တာကြောင့်ပါ။တနင်္ဂနွေပေးရတဲ့ဈေးနဲ့လုံးဝမတန်ပါဘူး။ဒါကြောင့်မလို့တနင်္ဂနွေသွားချိုင်းရှင်တဲ့သူတွေ batch 21မှာသွားချိုင်းမဲ့သူတွေအတွက်ကျွန်တော်ရဲ့ဒီ student ID ကိုသုံးမယ်ဆိုလို့ရှိရင်တနင်္ဂနွေ3,000ကျပ် discount ရရှိမှာဖြစ်ပါတယ်။အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။ကျေးဇူးအများကြီးတင်ပါတယ်။ See you the next video. Bye bye.